တငယ်ချင်းလေးဦးရဲ့ယတနာရှာပုံတော်တိတ်ဆိတ်တဲ့နနက်ခင်းနဲ့ထူးဆန်းတဲ့သတင်းတခါတော့ကအေးချမ်းတဲ့တောအုပ်ကြီးထဲမှာဝက်ကလေးဝက်ဝက်နွားမကြီးနွားနွားစိတ်ကလေးစိတ်စိတ်နဲ့လိတ်ကလေးလိတ်လိတ်တို့ဟာတငယ်ချင်းရင်းခောက်ခောက်တွေဖြစ်ကြတယ်ဝက်ဝက်ကဆက်စုတက်ပြီးပျော်ပျော်နေတတ်တယ်နွားနွားကစိတ်ရှည်ပြီးသဘောကောင်းတယ်စိတ်စိတ်ကတက်ကြပြီးဉာဏ်ဆန်တယ်လိတ်လိတ်ကတော့အေးအေးဆေးဆေးရှိပြီးပညာရှိတယ်တနေ့နနက်ခင်းမှာတငယ်ချင်းလေးဦးမြက်ခင်းပြင်မှာစော့ကစားနေတော့ဝက်ဝက်ကတောအုပ်အစွန်မှာရှိတဲ့ကြောက်ကူဟောင်းတစ်ခုအကြောင်းကိုဆက်စုမိတယ်ဟေးငါအဲ့ဒီကြောက်ကူထဲမှာပျော်ရွှင်ခြင်းယတနာရှိတယ်လို့ကြားဘူးတယ်လို့ဝက်ဝက်ကစိတ်လှုပ်ရှားစွာပြောတယ်နွားနွားကယတနာအဲ့ဒါကဘာလဲလို့မေးတယ်လိတ်လိတ်ကအဲ့ဒါကတကယ်ရွှေငွေတွေမဟုတ်ဘဲနဲ့စိတ်ကိုပျော်ရွှင်စေတဲ့အရာလို့လူကြီးတွေပြောကြတယ်လို့ရှင်းပြတယ်စိတ်စိတ်ကဒါဆိုငါတို့အားလုံးသွားရှာကြရအောင်ငါတို့ပို့ပြီးပျော်ရွှင်သွားမှာပေါ့လို့ကောက်ခုံပြီးပြောတယ်တငယ်ချင်းလေးဦးလုံးစိတ်လှုပ်ရှားစွာနဲ့ကြောက်ကူစီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်ကြောက်ကူစီသွားတဲ့လမ်းမှာတငယ်ချင်းတရိษံလေးကောင်ဟာရေစီးတန်တဲ့ချောင်းချင်းလေးတစ်ခုကိုတွေ့ကြရတယ်စိတ်စိတ်ကမြ мян ဆန်ဆန်ပဲတစ်ဖက်ကန်းကိုခုန်ကူးလိုက်တယ်ဝက်ဝက်နဲ့နွားနွားကတော့ချောင်းကိုဖျက်ကျော်ဖို့ခက်ခဲနေကြတယ်ဝက်ဝက်ကငါရေကူးမတက်ဘူးလို့စိုးရိမ်တကြီးပြောတယ်နွားနွားကငါအပေါ်ကိုတက်လိုက်လို့ပြောပြီးဝက်ဝက်ကိုကြောပေါ်တင်လိုက်တယ်လိတ်လိတ်ကတော့အေးအေးဆေးဆေးရေထဲဆင်းပြီးကူးသွားတယ်နွားနွားကကြောပေါ်မှာဝက်ဝက်ကိုတင်ထားရတဲ့အတွက်ချောင်းလေရောက်တော့ပင်ပန်းလာတယ်အဲ့ဒီအချိန်မှာတစ်ဖက်ကန်းကနေစိတ်စိတ်ကနွားနွားကိုအားပေးတယ်လိတ်လိတ်ကတော့နွားနွားရဲ့နံဘေးကနေကူးရင်းဖြည်းဖြည်းစိတ်မပူနဲ့ငါတို့အားလုံးရှိတယ်လို့အားပေးတယ်နောက်ဆုံးမှာတော့တငယ်ချင်းတရိษံလေးဦးလုံးချောင်းကိုဘေးကင်းစွာဖျက်ကျော်နိုင်ခဲ့ကြတယ်ငါတို့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နွားနွားလို့ဝက်ဝက်ကပြောတယ်ချောင်းကိုဖျက်ကျော်ပြီးနောက်တငယ်ချင်းတရိษံလေးကောင်ဟာဝင်ကားပါလို့ရှုပ်ထွေးတဲ့တောအုပ်ကြီးတဲကိုရောက်သွားကြတယ်တစ်ပင်ကြီးတွေကအရန်ထူထပ်ပြီးလမ်းကြောင်းတွေကလည်းပျောက်ကွယ်နေတယ်စိတ်စိတ်ကငါမြ мян သွားပြီးလမ်းရှာမယ်လို့ပြောပြီးပြေးသွားတယ်ဒါပေမဲ့ခဏကြာတော့ပြန်ရောက်လာပြီးလမ်းပြောက်သွားပြီအားလုံးကတူတူပဲလို့စိတ်ပြက်စွာပြောတယ်ဝက်ဝက်ကငါတို့ဒီမှာပဲတစ်သက်လုံးပိတ်မိနေမှာလားလို့မေးတယ်လိတ်လိတ်ကစိတ်အေးအေးထားကြပါတငယ်ချင်းတို့လို့ပြောပြီးမြေပြင်ပေါ်ကတရွက်ချောက်တွေကြောက်ခဲလေးတွေရဲ့တီနေရာကိုတေချာကြည့်တယ်ငါသတိထားမိတာတခုကတစ်ပင်တွေရဲ့တစ်ဖက်မှာမှော်ကပ်နေတာပိုများတယ်အဲ့ဒါကအရှေ့ဘက်ကိုညွှန်ပြနေတာပဲလို့လိတ်လိတ်ကဉာဏ်ရှိရှိပြောပြတယ်တငယ်ချင်းတရိษံလေးကောင်ဟာလိတ်လိတ်ရဲ့ဉာဏ်ကိုအသုံးပြုပြီးဝင်ကားပါတော့အုပ်ကြီးတဲကနေဘေးကင်းစွာထွက်ခွာနိုင်ခဲ့ကြတယ်ကြောက်ကူရဲ့အဆုံးကိုရောက်တော့တငယ်ချင်းတရိษံလေးကောင်ဟာအလင်းရောင်ဖြော့ဖြော့ရှိတဲ့နေရာတစ်ခုကိုတွေ့ကြရတယ်အဲ့ဒီနေရာမှာရွှေငွေရတနာတွေမရှိဘဲနဲ့လှပတဲ့ကြောက်ခဲလေးတွေနဲ့ပြုလုပ်ထားတဲ့ပန်းပွင့်လေးတွေသာရှိတယ်ဝက်ဝက်ကအိုးဒါကယတနာမဟုတ်ဘူးလို့စိတ်ပြက်စွာပြောတယ်လိတ်လိတ်ကပြုံးပြီးငါတို့ရှာနေတဲ့ပျော်ရွှင်ခြင်းယတနာကငါတို့ရဲ့ခရီးစဉ်တစ်လျှောက်လုံးမှာရှိနေခဲ့တာပဲလို့ပြောတယ်နွားနွားကဘလို့လဲလို့မေးတယ်လိတ်လိတ်ကငါတို့ချောင်းကိုဖျက်ကျော်ဖို့အချင်းချင်းကူညီခဲ့ကြတယ်ဝင်ကဘာတောအုပ်ထဲမှာလမ်းရှာဖို့ငါရဲ့ညံကိုယုံကြည်ခဲ့ကြတယ်ကြောက်ကူထဲမှာကြောက်ရွံ့မှုတွေကိုအတူတူရင်ဆိုင်ခဲ့ကြတယ်အဲ့ဓာတွေကငါတို့ကိုပျော်ရွှင်စေတာပေါ့လို့ရှင်းပြတယ်တငယ်ချင်းတရိษံလေးကောင်ဟာလိတ်လိတ်ရဲ့စကားကိုနားလည်သွားကြတယ်ပျော်ရွှင်ခြင်းယတနာဆိုတာတကယ်ရွှေငွေတွေမဟုတ်ဘဲနဲ့တငယ်ချင်းချင်းချင်းကူညီမှုယုံကြည်မှုနဲ့အတူတူရှိနေခြင်းတို့ပဲဖြစ်တယ်ဝက်ဝက်နွားနွားစိတ်စိတ်နဲ့လိတ်လိတ်တို့ဟာပန်းပွင့်လေးတွေကိုယူပြီးတောအုပ်ကြီးတဲကိုပြန်လာကြတယ်သူတို့ဟာအရင်ကထပ်ပိုပြီးချစ်ခင်ရင်းနှီးလာကြပြီးပျော်ရွှင်စွာနဲ့အသက်ထက်ဆုံးနေထိုင်သွားကြတယ်ကလေးတို့ရေတငယ်ချင်းချင်းချင်းကူညီဖေးမှတ်ခြင်းဟာကောင်းမွန်သောလှုပ်ဆောင်ချက်တစ်ခုဖြစ်ပြီးလူသားအလုံးအတွက်လိုအပ်နေသောအရာတစ်ခုဖြစ်ပါတယ်ကွယ်ကလေးတို့တွေလည်းကျန်းမာချမ်းသာကြပါစေနော်